နေကြ emoji လေးတွေကိုပြမှာပဲဖြစ်ပါတယ်ဗျာဘာလို့သုံးအောင်မှာတော့အဲ့ emoji ကစလာတဲ့ကတလွဲဒေါသထွက်လာပြီသုံးဒါမို့လဲကျွန်တော်တော်တော်သုံးခဲ့တယ်လုံးဝမသုံးနိုင်မှထားပေးမယ်နော်မသုံးဘူးမသုံးတာတွေပဲမပြနဲ့သုံးတာကိုပြ7မှာထားမယ်ဒါလေးကကျွန်တော်တော်တော်များများကိုသုံးတယ် TikTok ကကျွန်တော်ရဲ့ fan လေးတွေကိုလည်းကျွန်တော်သုံးပါတယ်ဒီမျက်စောင်းတို့တော့သူများလည်းကျွန်တော်မကျင်တတ်တာသိမရှိတဲ့အတွက် fight ပါသိပြီးတော့သုံးပြပါဒါမှတော့သူများကိုမျက်ရည်ကမထိုးတတ်တဲ့ကျွန်တော်တော့ကတော့ no ပါ I get တော့ no ပါပဲเนาะရှိပါဘူးနဲပါတယ်ဒီကတော့ပို့ဆိုးဒါကတော့ဘာလို့ကောင်းနေမှမသိဘူးသုံးတာကတော့တွေ့တော့တွေ့မိတယ်နည်းနည်းဒီဟာလေးကချစ်စရာလေးပဲကျွန်တော်တခါမသုံးဘူးဗျစိတ်လောက်မထားလိုက်မယ်မင်းတို့ဟာလေကွာအဓိပ္ပာယ်မရှိတဲ့ကိစ္စကွာငါမြက်ကန်းလားလို့အဲ့ emoji သုံးအောင်မသုံးဘူးလို့ပြောတော့ထက်ကလာတယ်ကွာနံပါတ်1ဖြစ်သွားပြီကျေနပ်ဘူးကွာ